ကြက်တည်မရှိတဲ့တချင်းထုတ်ထားတဲ့သမီးဖြစ်သူကိုမြှောက်ပေးလို့ဝေဖန်ခံရတဲ့ပိုးဝိဆန်ရဲ့သမီးဆိုပြီးနောက်တက်လာတဲ့အဆိုတော်ကောင်မလေးတယောက်ကမကောင်ဆိုဝါတန်စင်နေနဲ့တချင်းထုတ်နေတာကိုအားလုံးသိပြီးဖြစ်လာမှာပါပုံမှန်မြင်နေကြတန်စင်နေနဲ့ကွဲထွက်ပြီးတေးကားလေးမှာသုံးတဲ့တချင်းမျိုးထုတ်ပြီးစိုးထားတဲ့အတွက်အဲ့ဒီတချင်းထွက်လာကြတဲ့ကအားလုံးအံ့ဩခဲ့ကြတာပဲဖြစ်ပါတယ်တချင်းတွေကစားသားတွေကလည်းရုပ်ရှင်မီဒိတ်ပင်မရှိတဲ့ပြင်ဒီကောင်ကိုမကြိုက်ဘူးဒီကောင်ကိုလုံးဆိုရဲနားနဲ့နားထောင်လို့မတင်တော်တဲ့စကားလုံးတွေပါဝင်လို့နေပါတယ်တချင်းတစ်ပုတ်လုံးကစားသားအလုံးကိုပေါင်းပြီးနားထောင်ကြည့်လိုက်ရင်တော့ပါဒိတ်ပင်မှမရှိပဲပေါက်ကရတွေဖြစ်လို့နေတာပါဒါပြင်ဆိုရှင်ရဲ့မူရင်းတန်ကလည်းလုံးဝမကောင်းပဲနဲ့တရေတီလုံးလိုအောင်လန်းဆန်ဆန်လိုဖြစ်လို့နေတာပါအဆိုးဆုံးကတော့အဲ့ဒီလိုတချင်းကိုဆိုပြီးထုတ်တဲ့သူဟာပိုးဟိဆန်ရဲ့သမီးဖြစ်နေတဲ့အတွက်မိဖြစ်သူကသမီးကိုစုံမမှုမရှိဘူးလားဆိုတဲ့ဝေဖန်မှုတွေကိုပါကြားနေရတာဖြစ်ပါတယ်။တကယ်တော့ပိုးဟိဆန်ငငယ်တုန်းကဒီလိုမဟုတ်ပါဘူး။ပိုးဟိဆန်ဟာမြမဂီတလောကထဲမှာနေရာတစ်ခုရထားသူဖြစ်ပြီးအတန်ချွတ်ချုံအေးလေးနဲ့မင်္ဂလာရှိတဲ့တချင်းတွေကိုပဲဆိုတတ်သူပါ။အဆိုတော်တန်းထွန်းလေးရဲ့သမီးဖြစ်တဲ့အတွက်အမှုပညာမျိုးဆက်ကိုတည်ဆောင်ထားတဲ့အဆိုရှင်လိုနာမည်ကြီးခဲ့ပြီးပိုးဟိဆန်အိမ်ထောင်ကြပြီးနောက်ပိုင်းမှာလည်းသမီးဖြစ်သူကအဆိုပညာတွေလက်ဆင့်ကမ်းပေးနိုင်မယ်လို့အားလုံးကမျှော်လင့်ထားခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့လေပိုးဟိဆန်ရဲ့သမီးကတော့အမေမျက်နှာကိုအိုးမဲတုပ်ပြီးလုံးဝနားထောင်လို့မကောင်းတဲ့တချင်းတစ်ပုတ်ကိုချပြလာတာဖြစ်ပါတယ်။ပရိသတ်တွေပို့ပြီးဒေါသထွက်သွားတာကအဆိုပါတချင်းကိုပိုးဟိဆန်ကပါအပေးအမြောက်လုပ်ပြီးထုတ်ပေးခဲ့တာဖြစ်ပါတယ်။ဒီเจ้าကိုပိုးဟိဆန်ကတော့ခေရစီเจ้าကမတူတော့တဲ့အတွက်ကျမဆိုခဲ့တဲ့မြမတချင်းတွေကိုပဲသမီးတယောက်အနေနဲ့ပြန်ဆိုရမယ်ဆိုပြီးမကန့်သက်ချင်ဘူးကလေးတွေကိုငငယ်ကလေးကဝါသနာပါတာပဲလို့ဆိုပြီးကျမလွတ်ပေးထားတယ်အကျွေးရောက်လာလို့မေမေတချင်းထုတ်ချင်တယ်ဆိုတော့လေစိတ်ကြိုက်လို့သမီးပြောတာလို့ဆိုပြီးကျမခွင့်ပြုထားတယ်သမီးကသူ့တချင်းကိုလာပြပြီးမေမေနားထောင်ကြည့်လို့ပြောတော့ကျမသမီးရဲ့တချင်းစာသားတွေမှာဒီကောင်ဆိုတဲ့စာသားပါလာတယ်ပေါ့နော်ပထမတော့တင့်တော်ပါမလားမတင့်တော်ပါမလားဆိုတာစဉ်းစားသေးတယ်ဒါပေမဲ့ကျမတို့ရဲ့ရှေးကြတဲ့မြင်တွေကိုစွန့်လွတ်တင်ပါပြီတချင်းရဲ့တချင်းဆိုဟန်နဲ့စူပုံစူပေါက်ကထူကြတယ်အမှုပညာလောကထဲမှာဘယ်သူမှမလုပ်ဘူးသေးတဲ့ပုံစံတစ်ခုကိုလုပ်ပြနိုင်တယ်ကြားလိုက်တာနဲ့ထူးထူးဆန်းဆန်းလေးဆိုပြီးနားရဲဆွဲသွားလောက်အောင်သမီးကစူးစမ်းဖန်တီးထားတယ်ဆိုတော့ဘသူဝေဖန်ကျမကတော့သမီးကိုဂရုမစိုက်နဲ့ဆက်လုံးမေမေအားပေးတယ်လို့ပြောထားတယ်ဂီတာလောကထဲမှာဒီလိုပညာရှင်တွေကလိုအပ်ပါတယ်ကျမကတော့သဘောကျတယ်။နောက်လေသမီးတချင်းတွေထွန်လာရင်ကျမမျက်နှာကိုထောက်ပြီးအားပေးကြပါလို့ပြောဆိုခဲ့တာဖြစ်ပါတယ်။သူပြောတဲ့အတိုင်းသာဆိုရင်သမီးဖြစ်သူကိုမဆုံးမထားတဲ့ပြင်ဒီလိုတချင်းမျိုးထွက်လာတာကိုပိုးဟိဆန်ကိုယ်တိုင်ကတော့အားပေးအမြောက်လုပ်ထားတာကိုတွေ့ရပါတယ်။ဒါကြောင့်ပရိသတ်တွေကလည်းကနဝေအဆိုရှင်တူဖြစ်ခဲ့တဲ့မြမတချင်းနေနဲ့ပဲနားရင်နေတဲ့ပိုးဟိဆန်ကအသက်ကြီးမှကိုယ်ထိတ်ခါကိုချပြီးဒီလိုဒိတ်ပင်မရှိတဲ့တချင်းတွေကိုအားပေးအမြောက်လုပ်နေတဲ့ပုံစိတ်ပြက်ခဲ့ကြပြီးသားသမီးကလမ်းမနေသည်ဖြစ်စေလမ်းကြောင်းပြောင်းနေသည်ဖြစ်စေအမေဖြစ်သူကအမှန်ကိုပြပြီးဆွဲခွန်ရမှာပါအခုထွက်လာတဲ့တချင်းကပွဲမတိုးတဲ့ပြင်အိမ်မှာဖွင့်ဖို့လဲကြက်တင်မရှိမြူးလဲမမြူးအတိတ်ပင်လည်းမရှိပါဘူးမိဘကနာမည်တစ်လုံးတိဆောက်ထားရင်သားသမီးကအဲ့ဒီကုံကိုထိန်ရပါတယ်အခုကမေဖြစ်သူပိုးဟိဆန်ကရောသမီးဖြစ်သူကရောရှားထားတဲ့နာမည်တစ်လုံးကိုမလီစားဘူးငါတို့လှုပ်ချင်ရဆက်လုံးမေဆက်ဆိုမယ်ဆိုရင်ဘယ်ပရိသတ်ကမှအားပေးမှာမဟုတ်ပါဘူးလို့မှတ်ချက်တင်ရေးခဲ့ကြပါတယ်ပရိသတ်ကြီးတို့ရောပိုးဟိဆန်ရဲ့သမီးရွှေလာထုတ်ထားတဲ့တခြင်းကိုနောက်ထောင်ပြကြပြီလားတကယ်ပဲတခြင်းကကြက်တည်မရှိဖြစ်နေတာလားဆိုတော့ကို comment မှာရေးပေးခဲ့ကြပါအောင်ရှင်